ဟုတ်ကဲ့မင်္ဂလာပါရှင်ဒီနေ့တော့မမင်းရပါတော့350ဝင်းစင်နေရဆွဲကြိုးလေးတွေမေးထားတဲ့မမအတွက်ကိုလွတ်တိုင်းလေးပြန်ပေးလိုက်ပါတယ်ပေါ့နော်350ဝင်းစင်ကြိုးလေးတွေပြရေးပါမယ်ရှင်ဟုတ်ကဲ့ဒါလေးကတော့အပေါ်ဆုံးကကြိုးလေးကတော့အုံးဆန်ကြိုးလေးဖြစ်ပါတယ်ရှင်အုံးဆန်ကြိုးလေးကတော့18လက်မှာပါရှင်အရှိကတော့36သိန်းဝန်းကျင်ပါရှင်ဒုတိယကြိုးလေးကတော့ခင်းမွာကြိုးလေးပါအရှိကတော့18လက်မှာပါရှင်40နဲ့9500ပါရှင်တတိယကြိုးလေးကတော့အရှိ23လက်မှာကို40နဲ့မှ9500ပါရှင်တတိယကြိုးလေးကတော့ခေါင်းစွပ်လေးပေါ့နော်သူကတော့23လက်မှာဆိုတော့ဒါလေးကတော့တန်ကြိုးလေးပေါ့နော်အပေါ်ဆုံးကတန်ကြိုးလေးကတော့အရှိ18လက်မှာကို41သိန်းနဲ့1000ပါရှင်ဒုတိယကြိုးလေးကတော့လိုက်ပြကြိုးလေးပေါ့နော်သူကတော့အရှိ18လက်မှာကို41သိန်းနဲ့9000ပါရှင်တတိယကြိုးလေးကတော့အရှိ23လက်မှာကို40နဲ့9000ပါရှင်တန်ကြိုးလေးပေါ့သူကတော့ခေါင်းစွပ်လေးပေါ့နော်တန်ကြိုးလေးကတော့နောက်ဆုံးတန်ကြိုးလေးက23လက်မှာဆိုခေါင်းစွပ်လေးပါရှင်ဟုတ်ကဲ့ဒါလေးတွေကတော့အပြားဒီဇိုင်းလေးပေါ့နော်ထက်ထဲလေးဝစ်ချင်တဲ့မမတော့ပေါ့နော်ပြရပေးတာပေါ့နော်အပြားလေးကအပေါ်ဆုံးကကလပ်စစ်ပြားလေးကတော့51သိန်းနဲ့2000ပါရှင်အရှိကတော့18လက်မှာပေါ့နော်သူကတော့ဟိုလေဘော် site လေးပေါ့18လက်မှာဆိုတော့အောက်ကဂျိုးလေးကတော့ 3D ပုံစံဂျိုးလေးပေါ့နော်သူကတော့51သိန်းနဲ့2000ပါရှင်18လက်မှာပဲပေါ့နော်သူလေဘော်လေးဝတ်လို့ရပါတယ်ရှင်ဒါလေးတွေကတော့ထက်ထဲကြွကြွလေးဒီဇိုင်းလေးပြပေးထားရပေါ့နော်အကျန်းနဲ့ခံပါတယ်ရှင်ဒီဂျိုးလေးတွေကတော့15ဘိတ်နဲ့ပြုတ်လုပ်ပေးထားပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်